ကိုကယ်ဆယ်ပြီးလို့တဲ့အခါမှာကျွန်တော်တို့က AG က structure ရဲ့ design က grade 30ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ AG မချခင်မှာမှာလိုက်တဲ့ဟာ grade 30မှန်လားမမှန်လားစစ်တယ်ဒီ column ရဲ့အမြင့်က12ပေရှိရတယ် vibrator rod အရှည်သုံးဖို့လိုတာပေါ့နော်အရှည်ကဒီ vibrator rod ရဲ့အရှည်ပုံမှန်16ပေလောက်တော့ရှိတယ်ဒီလို long column တွေလောင်းတဲ့အခါမှာ vibrator rod ကိုအရှည်သုံးဖို့ပေါ့နော်ဒါမှပဲသူကဟိုအောက်ခြေတီကိုမှီမှာဖြစ်တယ်သူက vibrator ထိုးကကြတော့ဘေးခါးပေါက်ကနေပြီးတော့ကက်လက်မြတ်ထိုးလောင်းလို့မရဘူးအပေါ်ကနေပဲတည်ပြီးတော့လောင်းရတာပေါ့နော်ဒီဟိုမှာကြည့်ကြည့်လိုက် vibrator ဟိုမှာရှည်ရွက်တက်လိုက် rod ဒီမှာကြားတယ် rod မတွေ့လားအောက်တောင်ကြော်သေးတယ်အဲ့လိုမျိုး vibrator rod အရှည်သုံးဖို့ပေါ့နော်ဒီထိုးလိုက်တဲ့ vibrator တန်ကဟိုအောက်ခြေထိရောက်မရောက်ပေါ့နော်တော့လေဒါက found weight ရဲ့ထိပ်ဒီမှာကျွန်တော်မှတ်လိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကmarking လေးကျွန်တော်တို့ဒီ site မှာလုပ်နေတဲ့ပုံစံလေးပေါ့ဗျာဒါလေးကတော့ကိုယ့်အသာကိုကြိုက်တဲ့နည်းနဲ့သုံးလဲရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ vibrator ထိုးလိုက်တဲ့ vibrator စစဆုံးအောက်စီမှာဆိုတော့ဒီ honeycomb မဖြစ်အောင်က vibrator ကိုတော်တော် view site ထိုးပြီးတော့ထိုးဖို့လိုတာပေါ့နော်အဲ့ဒီအတွက်ကိုဒီလိုမျိုး level ကိုတေချာမှတ်ပြီးတော့ဒီ vibrator rod တန်ကဟိုအောက်ခြေထိရောက်မရောက်ကိုကျွန်တော်တို့ကတေချာစစ်ဆေးလို့ရအောင်ပေါ့နော်မြင်တာအောင်လို့ပေါ့နော်ဒီလိုလေး marking လေးမှတ်ပြီးတော့လုပ်တာပေါ့နော်နည်းနည်းလေးလှုပ်ပေးတော့မက်စီတော့အတမ်းမတူ rubber တူလေးနဲ့လည်းဘယ်တိရောက်နေပြီလဲပေါ့တခြားလောင်းလိုက်လို့အပေါ်ကဒီလောက်ထိရောက်သွားပြီဒါပေမဲ့တချို့နေရာကျတော့void ဖြစ်ပြီးလို့ client ကြံခဲ့လားမကြံခဲ့လားသိအောင်ဒီတူလေးနဲ့ဒီ site engineer တွေဆိုတာ instruction ပေါ့နော်စစ်ကြတာပေါ့ဒါမှပဲဒီ honeycomb ဟိုဖြစ်တာတွေ honeycomb မဖြစ်အောင်ကာကွယ်နိုင်တယ်ပေါ့နော်ယုံကြည်မှုနဲ့အရေးသွေးအရင်ခံဟေးပဲ